အားလုံးမင်္ဂလာပါရှင်ကျွန်တော်တို့ရအခုဒါအေယာဝီတိုင်းဒေသကြီးကြိုက်လမ်းမြို့နယ်ဥယျာဉ်ဝပေါ်တော်မူဖျားเจ้าအတွင်းထဲမှာရောက်ရှိနေတာဖြစ်ပါတယ်ရှင်ဆိုတော့ဒီကြိုက်လမ်းမြို့မှာရှိရပါတော့ကြိုက်လမ်းမြို့ထဲမှာရှိရွာပေါ့နော်အဲရွာတစ်ခုမှာကျွန်တော်တို့ရဲ့မိဘတွေကဖျားထီတင်နဲ့ဖျားထီတင်ကိုလာရင်းနဲ့ဒီမှာရှိရဖျားတွေကျွန်တော်လည်းလာရောက်ဖူးမြော်တာပါခုတော့ဒီဥယျာဉ်ဝဖျားမှာเจ้าဝန်တွင်းထဲမှာရောက်ရှိနေပါတယ်ဒီမှာဆိုရင်ဖျားဒီဝင်းထဲမှာဖျားတွေလည်းအများကြီးတည်ထားတယ်ဥယျာဉ်ဝလို့ပြောတဲ့အတိုင်းပဲတကယ်ကိုလေပန်းပင်လေးလည်းတေချာစိုက်ပေးထားပြီးတော့ဖျားလာဖူးရတာဥယျာဉ်တစ်ခုရောရောက်နေလို့စိတ်ကြည်လို့အေးချမ်းရတယ်ပေါ့နော်ဘေးမှာလည်းမြစ်ကြီးရှိရဲဒီမှာဆိုရင်ဒါထင်ရှားဒီဝင်းထဲမှာထင်ရှားတာဆိုလို့ရှိရင်ဒီဖားဖျားရှိရဲနောက်ပြီးတော့ဖားဖျားလို့အများခေါ်ပါဒီမှာကံပွင့်ဖျားလို့ခေါ်ရဲနောက်ပြီးတော့ဒီဘက်မှာဆိုရင်ပေါ်တော်မူဖျားလေးရှိပါတယ်ကျွန်တော်တို့ဒီဝင်းထဲမှာရှိတဲ့ဖျားတွေကိုလိုက်ဖူးမြော်ပါမယ်ရှင်ကျွန်တော်တို့အတူတူဖျားလိုက်ပါဖူးမြော်ဖို့အတွက်ကိုဖိတ်ခေါ်ပါတယ်အားလုံးပဲဖျားဖူးဖို့အတွက်လိုက်ခဲ့ကြပါအောင်ရှင်အောင်တပြေလေးတွေအညွန့်လေးတွေရွက်လှပန်းမျိုးစုံးနေရတယ်စိုက်ထားဒီမှာဆိုရင်စက်ကူပန်းတစုံကဘယ်လိုရောင်းလဲတပည့်က900ဒီက900ဟုတ်ရှိမယ်နော်ဟုတ်ရလားရန်ကုန်ကရှင့်တိုက်လက်ကိုအလှူလာရင်နဲ့ဖျားကလည်းကလှူပါမယ်ရှင်ဩဝါဒဆောင်ဖို့ခန္ဒီမူလမန်ကိုချဒေါသကိုပဲမေတ္တာလွယ်တတိရှိရှိတိခံမှာတတိနဲ့ဒေါသကိုပဲလောဘမပွားရဝိရိယနဲ့မေတ္တာပွားဥပိ္ပခာရှုစိတ်ငြိမ်အောင်ပြုပန်းလေးလှလိုက်တာဒီမှာတော့တတ်လွတ်နေပြီဟိုဘက်ကမြစ်စိတ်ပေါ့နော်ဒါမြစ်လှေနဲ့လည်းလာလို့ရတယ်ကျွန်တော်ဒီနေ့ဒါဆိုင်ကယ်နဲ့လာတာပါဟိုဘက်ကိုဆက်သွားတော့မြစ်ဝပေါ့နော်ဟိုဘက်ချမ်းမှာလည်းဖျားစီလေးလှမ်းဖူးနေရရှင်လှမ်းမြင်နေရပါနော်ဒီဖျားကုန်းတော်ဒီတတ်လွတ်မြတ်တာနေမြေဖြစ်ပါသည်ဥယျာဉ်ဝပေါ်တော်မူတတ္တဌာနဖျား
ဒီဝင်းထဲမှာဒါဖျားကြီးအများကြီးပဲလို့သိရပါတယ်ကျွန်တော်အကုန်နှံ့အောင်တော့လည်းလိုက်ဖူးပါမယ်ရှင်ဒီဘက်မှာတော့ဖားဖျားလို့ခေါ်ရကန်းဆက်မှာပေါ့နော်အဲ့ကိုအရင်တော့ဖူးပါမယ်ရှင်ဖားပုံမှာဖျားတည်ထားတာပေါ့ဒါတော့ဒီမှာရှိတဲ့တိုင်နန်းရှင်ဆက်လေးဖြစ်မယ်ထင်တယ်ရှင်တပ်ပွင့်ရွှေထီးဆောင်လျောင်းတော်မူဆုတောင်းပြေဖျားဘုဘမှာဖားဖျားရှိတယ်ပြီးရင်အဲ့ကိုဖျားဖူးပါမယ်ဒီလောလောဆယ်လျောင်းတော်မူဖျားလို့ပြောလို့ဒီမှာအရင်ဆုံးဖျားဝင်ဖူးပါမယ်ရှင်ဒီမှာရှမ်းအိုးစီဆက်လိုက်ဒီမှာလျောင်းတော်မူဖျားကြီးပါရှင်ငကားရမူကနော်ညောင်းတော်ရုပ်ပွားတော့ငကားမိုးထားတော့ဒါပထမဆုံးချိန်ဖူးတာပါဒီမှာပြီးတော့ခေါင်းရင်းမှာကြားရုပ်ရှိနေဖျားရဲ့ကြော့ခြေတော်ရင်းမှာကြားရုပ်ဒီမှာတော့ဒီမှာမြောက်ရုပ်ရှိတယ်ဟောဂျောင်းနေလိတ်တွေလည်းရှိတော့နော်ဒါတော့ဒါအသေးပဲတစ်ခုတော့ရှိမှာပေါ့နော်两个人对，都会都。ရစာရတနာတတဟာနင်းလုံးပင်是两百。你要一点也是。မြတ်စွာဘုရားသည်ကြီးပင်ရင်မှဖဲ့ခွာပြီးရင်မဟာဗောဓိပင်တောင်ဘက်မျက်နှာရှိလင်းလုံးပင်ရင်တို့ကြွသွားတော်မူ၍အရဟတဘုချမ်းသာကိုခုနှစ်ရက်မြခန်းစားကယာစယတနာတတဟစံတော်မူသည်ဒီမှာလည်းမှန်စီရွှေချလက်ရတယ်မှန်စီရွှေချလက်ရတယ်မျိုးလို့ရှိရင်အရင်သဘောကျ他要我都有有点平女的不在这个有点这个样子ဒီရတော့တောင်းလိုက်ရအော်ဒီမှာကပေါ်တော်မူမြမုတ်တော်ဆုတောင်းပြေဖရာငကားမှုဘိုးတော်ကြီးငကားမယ်တော်ကြီးနဲ့ဖရာပြငကားမင်းများကောင်းဒီဘက်ကကံပွင့်ဆုတောင်းပြေဖရာဖတ်တီးနဲ့အမိုးတို့မိသားစုကောင်းမှုဒီမှာကြတော့ဒါပေါ်တော်မူမြမုတ်တော်ဆုတောင်းပြေဖရာပေါ့နော်ဒီဘက်ဒီမှာတော့ဒါဘိုးကြီးငကားမင်းကြီးကောင်းမှုလို့ပြောဒီဘက်ကတော့ဒါကံပွင့်ဖရာပေါ့နော်ဒါမဲ့ဒါဖားဖရာလို့ဒီညာရပေါ့နော်ဒီရာဇဝင်လေးအကြောင်းလေးနဲ့လည်းဒီမှာဘာတွေမေးပြီးတော့ဒီတလောက်လေးပြန်ပြောပြရမယ်နော်ဒီမှာဒီထဲမှာပေါ့နော်ဖျားစင်းရောလေးတစ်စုရှိပါတယ်ဒီဖျားစင်းရောလေးကတော့ပေါ်တော်မူဖျားလေးပေါ့နော်ဒီမှာလေလုံရင်းနဲ့ပေါ့နော်ဒီကန်းဆက်မှာပဲလေလုံရင်းနဲ့ဒီဖျားလေးပုံလာပေါ့နော်ပေါ်လာတဲ့ဖျားလေးကိုဆရာတော်ကြီးဒီဝင်းဆိုလို့ရှိရင်ဒါတော်လေးဘောင်းတော်ကျုပ်ကဆရာတော်ဖျားကြီးတော်လေးဘောင်းတော်ကျုပ်ဆရာတော်ကိုတည်ခဲ့တဲ့ဆရာတော်ဖျားကြီးပဲကြောင်းနော်ဒါဆရာတော်ကြီးရဲ့လမ်းညွှန်ချက်နဲ့ဒီနီလာနေရာဒီမှာလည်းပြန်ပြီးတော့အဆောင်လေးထားပြီးတော့ပြန်လည်းပူဇော်ထားတာပါရှင်အဲ့ဒီဖျားလေးကိုတောက်ပြပါမယ်ဒါပေါ်တော်မူဖျားလေးပေါ့နော်ဒီကတော့ကျတော့ဒီဘက်မှာကျတော့ဒီနောက်ထပ်ဖားရုပ်ပေါ်မှာပေါ့နော်ဖျားတည်ထားတယ်အဲ့ဒီဖျားရှိပါတယ်ဒီဖျားကတော့ဒီပေါ်တော်မူဖျားလေးဒီပေါ့နော်ကိန်းဝတ်ဆက်ပြောမှုနဲ့နားမှာတဲ့ဒီအပားတွေပြောတော့ဖားကြီးပေါ့နော်ဒီငွေဖလားလောက်ရှိတဲ့ဖားကြီးအကြီးကြီးအမြဲတမ်းလာပြီးတော့ပေါ့နော်ဖျားနားမှာနေတယ်ရှိတော့ဒီကနေတွေကတခုခုကြည့်မိတ
တခုခုပေါ့နော်ဟိုထိထိခိုင်းဖြစ်သွားမှာဆိုလို့ဆိုပြီးတော့ဒီဖားယူဖဲပေါ့နော်ဖဲပေးတဲ့အတွက်ဒီနေရာပဲအမြင်နဲ့ပြန်ရောက်ရှိနေတယ်ပြီးတော့ဒီမှာရှိတဲ့ SS ကိုအိမ်မက်ပေးတယ်ပေါ့နော်အိမ်မက်ပေးတဲ့အခါကျတော့ဒီအိမ်မက်ထဲမှာမြင်ရတဲ့ပုံစံအတိုင်းနဲ့ဒါပတိပုံပြီးဆွဲပြီးတော့အဲ့ဒီပုံပေါ်မှာတော့ဖျားတင်ထားတာကိုမသိရှိရပါတယ်ရှင်ဒါကတော့ကိုတိတလောက်ကြာဆိုရင်ရှင်းပြပေးရပါပေါ့နော်အမှန်ကြီးပါခဲ့တယ်ဆိုလို့ရှိရင်လည်းပြည့်စက်နားလည်ပေးပါဒီထက်ကြာဆိုရင်ပြည့်လို့ပါလို့ရှိရင်လည်းတော့မှလေးမှာအများပြပါအောင် share လုပ်ပေးပါအောင်နော်အခုတော့ဖျားတော့ပြကြပါမယ်ရှင်ဆက်လက်လိုက်ခဲ့ကြပါအောင်နော်ဟောကြည့်လိုက်မြေ反了，对。这样不会知道。那只有一人。对的。因为改善了我们那个代表，而且不是说买嘛，可以。因为我们也有东西。所以嘛，那生意的事情，大家就干来，生意的东西。原来我们是学差的呀。大家要我们希望啥都大家是呢，对天都是帮你拿的，有什么的大家。တော်လည်းဒီဖျားဝင်းအတွင်းထဲကိုဒါပထမဆုံးချိန်ရောက်ပြီတာပေါ့နော်အဲ့တော့ဒီဝင်းထဲမှာဖျားတွေပူကြအများကြီးရှိရတယ်လိုက်ပြီးတော့ဗီဒီယိုနဲ့လိုက်ပြပါမယ်ရှင်ဒီဘက်ကကျတော့ဖျားပို့ပြီးတော့ဒီလမ်းလေးကတာရလို့ဒီလမ်းလေးတော့တစ်ချက်ရှောက်ကြည့်ပါအောင်မယ်ဒီဖျားတွေအများကြီးထိခါရတဲ့တစ်ပင်လေးလည်းတစ်ချက်ချင်းချင်းတင်းတင်းစိုက်ပြိုးထားတယ်ဒီပင်လေးတော့အကုန်လုံးပေါ်လာတယ်စိတ်တော့ကျင်းအေးချမ်းနေအောင်ပြောရတဲ့ခါမှာဒီဇဲကဖျားပို့ပြီးတော့ရေကအများကြီးရွက်တင်ပြီးမယ်နော်အားလုံးလည်းတူတူရောက်နိုင်ဖို့အတွက်ပါလက်မြကြောင်းရှိဟိုမှာတော့ဒါဘယ်ဆိုင်ရပါရပါတော့အပဦးရှင်ကျွန်းညွှန်ရှင်နဲ့နန်းလို့လည်းရှိပါရဲ့ရှင်။ညနေတော့လို့လည်းအရင်ဦးကျန်းပါလာတယ်အပြင်လေးလည်းစပြီးတော့ကျွန်တော်လည်းရှောက်လိုက်ပါဦးမယ်။ဒီရောပြတာနဲ့တစ်ဖက်နဲ့ရောဆိုင်ရောဒီကတော့တစ်ခွက်တစ်ဒီရန်ကုန်မှာနေကြသူဆိုတာကတော့ဒီ
ဒီရောက်လာတယ်ထူးဆန်းတယ်ကိုကတော့သဘောကျတယ်ထူးဆန်းတယ်ဒီမှာတော့နေတာကြတယ်ကတော့တိတ်ထူးတာကိုတော့ပေးစီရတာပြီးဒီဟိုတက်တာပြန်ဆင်းလာဒီတော့ဒီဆိုမှာအိမ်လေးတွေရှိနေတာတက်တယ်တွေရတာအရင်ဟိုသဘောကျပြီးအစ်စ်တွေခံစားကိုတော့လာတယ်ဆက်ဖြစ်တော့ဒီအရာဆက်ဖို့နော်မြမုတ်တော်ဆုတောင်းပြေဖျားကတော့ဒီနေ့တခွင်မှာပေါ်တော်မူဖျားဆိုပြီးတော့ထင်ရှားပါတယ်ရှင်ယခုဥယျာဉ်ဝသာသနာနေမြေရအရင်တော့လေကွင်းဖြစ်ခဲ့ပါတယ်ဒီလေကွင်းထဲမှာလေသမားတွေလေထွန်ကြရင်လည်းထဲထိုးတဲ့အခါမှာယခုဖျားလေးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်ရှင်ဖျားလေးပေါ်တော်မူတဲ့အခါကျတော့ကျွန်တော်ဗုဒ္ဓဘာသာရဲ့ထုံးစံတိုင်းပဲတရားကြီးညိုစွာဖြင့်သူပြည့်မယ်ငါပြည့်မယ်သူ့အိမ်ငါအိမ်ပင့်ဆောင်ကြပါတယ်ပင့်ဆောင်တဲ့အခါမှာဖျားကတော့ကျွန်တော်ရဲ့အတုမရှိတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုရည်မှန်းပူဇော်ထုတ်လုပ်ထားရဲဆိုပေမဲ့ဖျားမှာပါလာတဲ့ဆိုင်ရပိုင်းရအဆောင်အရှောက်တွေကနဲ့ပတ်သက်ပြီးတော့ပေါ့နော်အိမ်ဒီမှာထားလို့အစင်မပြေဖြစ်ခဲ့တာကြီးကြုံခဲ့ရပါတယ်။ဟိုနည်းတူစွာပဲဘုံဘုံကျောင်းတွေမှာပြင်ဆောင်ထားတဲ့အခါမှာလည်းအိမ်မက်ပေးတာတွေအဆောင်အရှောက်တွေကဒီမှာအစင်မပြေချောင်းပြောတာတွေပေါ့နော်ကြုံတွေ့ခဲ့ရပါတယ်။အဲဒီခါကျမှဆရာဖျားကြီးတွေကဒီဖျားကိုဘယ်နေရာရရှိပါသလဲရရှိတဲ့မူလနေရာမှာပြန်လည်ပြင်ဆောင်မှသာအဆင်ပြေမယ်ဆိုပြီးတော့ဒီလေကွင်းထဲမှာယာယီကျောင်းဆောင်လေးဆောက်လုပ်ပြီးတော့အမိုးလေးနဲ့ပြန်လည်တည်ထားကိုးကွယ်ခဲ့ကြပါတယ်။လနေရာမှာပြန်လည်ပင့်ဆောင်တော့မှသာအလုံးအဆင်ပြေချောမွေသွားပြီးတော့ယခုနေရာဒီသာသနာနယ်မြေဖြစ်မယ်ဆိုပြီးတော့ဆရာဖျားကြီးများကလည်းပနက်ရိုက်လို့သာသနာနယ်မြေတည်ထောင်ဖို့အတွက်ပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာမှတွန်တေးပေါင်းကြုံဆရာဖျားကြီးကြွရောက်လာနဲ့ကြုံကြိုက်ပြီးတော့ဆရာဖျားကြီးကဖျားကိုဖူးမြင်ပြီးတော့ပဋ္ဌာန်းဆက်များကိုတစ္ဆာဒိဋ္ဌံပြုမေတ္တာပို့ပြီးတော့ဤနယ်မြေမှာသာသနာနယ်မြေဖြစ်1985ခုနှစ်မှာစတင်ပနက်ရိုက်လို့ဖျားစီဒီများတည်ထားပူဇော်ခဲ့ပါတယ်ရှင်။ဒီဝင်းထဲမှာတတ္တဌာနဆိုပြီးတော့ခုနှစ်ဌာနဖျားစီတွေလည်းတည်ထားပါသေးတယ်ဒီဖျားစီတွေဟာဆိုလို့ရှိရင်အိန္ဒိယမှာရှိတဲ့ပုံစံတူဖြစ်ပြီးတော့ဆရာဖျားကြီးကအိန္ဒိယကိုတခါမှရောက်ပူးခြင်းမရှိဘဲနဲ့အာယုံမှာပေါ်တဲ့အတိုင်းသာရေးဆွဲပူဇော်ထားတယ်လို့လည်းသိရှိရပါတယ်ဒီသဘောနေနေနဲ့ဆက်ဆက်ပြီးတော့ပဋ္ဌာန်းဆက်ရှိတဲ့သူတွေကိုဒါအိမ်မက်ပေးတဲ့အတွက်ကြောင့်လာရောက်လှူရမ်းတာတွေထူးခြားမှုတွေလည်းအများကြီးရှိနေတယ်လို့သိရှိရပါတယ်မှာအခုဒီနေ့ကကျွန်တော်လက်မှုကြောင်းပေါ့နော်ဒီမှာခုနကပေါ်တော်မူဖျားရယ်နောက်ပြီးတော့ဒီဘက်ကဟာဖျားရယ်ပေါ့နော်ပြီးတော့ဒီမှာလက်မှုကြောင်းရယ်ဟိုဘက်မှာတော့ဒီအဖအရှင်ရယ်အဖကျွညွှန်ရှင်နဲ့လည်းပေါ့နော်ဘာလို့လဲတရားကသူတို့ရဲ့ဒီမြည့်ရဆိုင်ရပိုင်းနေပြီးတော့ဒီကြောင်းတောင်းခုနအဖရှင်ကြတာလေးကိုအားလုံးသိရအောင်ပြန်ပြီး share လုပ်ချင်လို့ပါလက်မှုကြောင်းပေါ့ဒီပေါ်တော်မူဖျားလေးဒီမှာတည်ပြီးသွားတဲ့ဒီကျောင်းဆောင်လေးမှာထားပြီးသွားတဲ့အချိန်မှာဒီခုနကဆုံးပြခဲ့တဲ့ရမြစ်သုံးခွာဆုံဆိုတော့လေအဲ့မှာတော့မိကျောင်းအကြီးတကောင်ကအမြဲတမ်းဖျားလာပူရပေါ့နော်ကျွန်တော်တို့ယူနေဆိုလို့ရှိရင်တော့လက်မိကျောင်းပေါ့နော်ဖျားအမြဲလာပူတယ်ဒါပြီးတော့အနေနဲ့မပေးဘူးပေါ့နော်အမြဲတမ်းခဏခဏလာရောက်ပူတယ်အဲ့ဒီအတွက်ကြောင့်ဒီမှာဟိုအိမ်မက်လည်းပေးတယ်ပေါ့နော်ဒီမှာရှိတဲ့ဖျားနဲ့တည်တဲ့
တက်ဆိုင်တဲ့လူတွေအိမ်မက်ပြီးတဲ့အခါမှာတနက်မြချောင်းတည်ထားတာပေါ့နော်သူကမဇက်ဟာနေပုံနေပိုင်းပေါ့နော်ဗဇက်ဟာနေဆိုရင်ဒါအစာတောင်းနေပုံဒါတော့ဖျားလာပြောင်းလို့ဗဇက်ပိတ်နေပုံနဲ့တည်ထားရလို့သိရှိရပါတယ်ပြီးတော့ဒီမှာဆိုရင်တော့ရင်းလာတယ်နက်မြချောင်းပေါ်တော့မတက်ရပေါ့နော်ပြီးအရင်ဆိုလို့ရှိရင်တော့မကာဟောင်းလို့ဆိုတော့အခုတော့ဒါအကုန်လုံးကလေးတွေလည်းသူကဒီမှာဆိုအစွမ်းပြရရှိရဲ့လက်ကြီးတယ်ပေါ့နော်ဒါကြောင့်အန်ရဖြစ်မှာဆိုလို့ကာလိုက်တယ်ကလေးတွေတက်မိမှာဆိုလို့ပေါ့နော်အရင်တော့ကဒီမှာကလေးတွေတက်တဲ့ခါမှာအန်ရဖြစ်ခဲ့ဦးရဲ့ရာဇဝင်လေးလည်းရှိတယ်ပေါ့နော်ဒီမယုံတဲ့သူတွေဒါသူ့နေရာသူ့ဒေတာမှာနေရာတစ်ခုမှာကကြတော့မယုံလို့လည်းမရဘူးပေါ့နော်လူတွေကကြုံမှပဲသိကြပြီးသူ့ရဲ့ဆိုင်ရာပန်ရာသူ့ရဲ့နေမီသူ့ရဲ့အကြောင်းအရာတွေဆိုတာလည်းရှိပြီးသားချို့အရာတွေကအရင်ယုံကြည်မလွန်ဖို့လည်းလိုသလိုမယုံလို့လည်းမရတဲ့အရာတွေရှိတယ်ပေါ့နော်ဒီမှာဆိုရင်ကလေးတွေတက်ဆော့တဲ့အခါမှာမယုံမနဲ့မှားရင်ဖြစ်သွားတဲ့အရာမျိုးတွေရှိခဲ့တယ်ပြီးတော့ဒီနေမီကတက်တက်လွန်နေပြီဖြစ်တဲ့တော့ကြောင့်ကန်းကားတင်လို့လုံးဝမရဘူးပေါ့နော်အင်္ဂလိပ်ကြားဆိုရင်လည်းရှိပါတယ်အားလုံးနဲ့ဒါမျက်မှောက်ကြောင်းကြည့်ရှုရအောင်လို့ဒီလေးဒီမှာကျွန်းရွှေရှင်အစားဟယ်လိုကြမ်းကြပါစေချမ်းသာကြပါစေစိတ်ကြအစဉ်ခြင်းနဲ့အမြချမ်းသာဒုက္ခရရှိကြပါစေကောင်းကျိုးတွေရဆန္ဒပြေဝကြပါစေစိတ်ကြည်တန်ရှင်ကိုယ်တင်းတရားရရှိကြပါစေကိုယ်စိတ်နှဖျားပေးရန်กว่าလို့ကျမ်းမာချမ်းသာရှိကြပါစေသာသနာ့မြတ်ကြီးတွေစောင့်တဲ့သူကိုသာသနာပြုစောင့်ရှောက်နိုင်ကြပါစေရှင်ဒါယဟန္တာကြီးတိုင်းအဆောင်ပါနော်ရှင်အာနန္ဒာရှင်တာရိပုတ္တရာရှင်တပူလီရှင်မဟာမောကလန်ရှင်အရဟံတို့ပါရှင်ဒီမှာလည်းမှန်စီရွှေချတွေပဲဒီကျောင်းဝင်းထဲမှာဆိုရင်ဒါမှန်စီရွှေချလက်ရာတွေတော်တော်များများတွေ့ရတယ်။ဒါကြောင့်အရင်ဗီဒီယိုတွေမှာခဏပြောခဲ့သလိုမှန်စီရွှေချလက်ရာတွေဆိုရင်ဒါအခုခေတ်မှာရှားသွားပြီပေါ့နော်ထိမ့်သိမ်းစောင့်ရှောက်ခါရလဲအရင်ထက်လက်ရာတွေရှားတော့ဗောနော်ပညာရှင်လည်းရှားတယ်ဈေးလည်းပို့ပြီးတော့ကြီးတယ်လို့ဖုံဖုံနေပြောဘူးလို့သိရပါတယ်ဒါကြောင့်မလို့မှန်စီရွှေချလက်ရာတွေဆိုထိမ့်သိမ်းထားတဲ့နေရာတွေဗောနော်ဒါကဖျားစင်းရွာရဲ့ဒါဝိစာတဆောင်ဖြစ်နေရှင်အဘဝိစာကြီးရဲ့ရုပ်ထုလို့ရှိပါတယ်ရန်ကိုရန်ဆရာတော်ဒီမှာကပိတ်ပန်ဆရာတော်
ဘက်ကနက်ခတ်ပိုင်ဆရာတော်ရှင်အစာကောင်းတာရကန်းစင်တော်ဆရာတော်ဖျားကြီးဘောင်းတော်ကျဆရာတော်ဖျားကြီးပထမဘူအောင်အဘဘုံမင်းကောင်ကျတိဦးအောင်ဆရာကြီးနဲ့အဘဝိစာကြီးအဘရဲ့မောင်းတွေ့လို့ရှိရင်တော့တီးလိုက်ရမအောင်မောင်းခုနှစ်တာသမီးပေါင်းမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းအားလုံးအောင်ကြပါစေဒီအကြောင်းလေးနဲ့ကဥယျာဉ်ဝါရိတ်တာလို့ဥယျာဉ်ဝပြောင်းနော်အဲ့လိုပြောတာတကယ်ကိုလေဥယျာဉ်လည်းဒီမှာကြည့်တဲ့ပန်းလေးတွေဆိုလို့ရှိရင်ဒီတဝန်းလုံးကအပင်လေးတွေစိုက်ထားတာဆိုလို့ရှိရင်အပင်ကြီးတွေရောအပင်ငယ်တွေရောမြက်ခင်းတွေရောတကယ်ကိုပန်းချက်ဥယျာဉ်လေးတွေပဲတရားပူရတာအရင်အေးချမ်းတယ်ဟိုပန်းလေးလည်းလာတပြေလေးဆိုလို့ရှိရင်တပြေမြုံလေးတွေစိုက်ထားတယ်ဒီမှာပန်းလေးလည်းရောင်းစုံပဲဒီမှာအဝါလေးတွေဒီမှာအမီလေးမျိုးဆောင်တွေဆက်လာတာပါလေဒီမှာတော့ရေလေးကိုဖျားလာတဲ့အချိန်ကအမြဲတမ်းဒီကောင်းဖို့ရောက်တဲ့အချိန်ပဲလာကြဒီရောအရင်ဟုတ်တော့မဟာဗောဓိစီဘုရားတရားရဲ့မဟာဗောဓိစီပုံပွားဘာလဲဒီကနေ့ဦးဖော်ပြကျင်းတယ်ဒီမှာတဲအကြောင်းလေးရှိရပါတော့ဒါကတော့ဒီဖျားဝင်အတွင်းကိုပထမဆုံးစတင်တည်ထောင်ခဲ့တဲ့ဆရာတော်ဖျားရဲ့တဲအကြောင်းလို့သိရပါတယ်အဲ့အကြောင်းလေးကိုကျွန်တော်တွားကြည့်မယ်နော်ဟိုဘက်ကနေပြီးတော့ပတ်သွားလိုက်မယ်လမ်းတာတဲ့ဘက်ကနေနိအဲ့ရတင်ကမ်းမယ်ကုန်ကျေးဇူးရှင်ဘောင်းတော်ကျုပ်ဆရာတော်ဦးနန္ဒာဒီချာကတော့ဒီမှာဆရာကြီးဆိုရင်တေးချောင်းဝင်ဒါ
တော်ကြီး ခုနကညီမလေးပြောမှဒါဆရာတော်ကြီးရဲ့အကြောင်းလေးကိုဝင်ပြီးဖူးခွင့်ရခဲ့တယ်ပေါ့နော်တနေရာရောက်လို့ရှိရင်အဲ့လိုမျိုးပေါ့နော်ကိုကအမြင်နဲ့ဖျားဖူးဗီဒီယိုတွေအားလုံးတကယ်ကိုကုသိုလ်ပြုပေးနေလို့လားမသိဘူးတချို့နေရာကိုမရောက်ဘူးနေရာရောက်လို့ရှိရင်လည်းပေါ့နော်တို့နေရာဆိုကိုလည်းမသိဘူးလေဘယ်လိုမျိုးတွေဖူးရရလဲဒီမှာဘာရှိတယ်မသိဘူးအမြင်နဲ့ကူညီပေးမဲ့သူပေါ်တယ်ပေါ့နော်အဲ့လိုမျိုးကိုကလည်းတကယ်ကိုစိတ်ရင်းနဲ့ကိုယ်တိုင်ဖူးတဲ့အခါမှာသူများတွေလည်းအဲ့လိုဖူးရအောင်တင်ပေးနေလို့လားမသိဘူးပေါ့နော်ဒီနေရာရောက်လည်းဒီဖျားရဲ့တမိုင်းကြောင်ဘာတွေရှိလဲဆိုတော့ရှင်းပြပေးမဲ့သူပေါ်တယ်ပြီးတော့နေရာတွေညွှန်ပြပေးမဲ့သူပေါ်တယ်စေတနာအကျိုးလေးပေးတဲ့ထင်ပါတယ်ဒါလေးလည်း share လုပ်ပေးတာပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံလေးစိတ်ချမ်းသာရတယ်တကယ်ဒီဖျားတော့ငါရောက်ပြီးဒါနဲ့ဘယ်ဟာစကူရမလဲမသိဘူးဒီမှာဘယ်လိုအကြောင်းမှအဲ့လိုရှင်းပြမဲ့သူပေါ်အခုလေဒီကလေးမလေးရဲ့နောက်မှာပေါ့နော်သူတန်ရှင်းလေးလုပ်နေတာကိုဒီရိုက်နေတွေ့တော့အမဒီမှာဒါအမူရင်းဆရာတော်ဘုရားရဲ့အကြောင်းလေးလာပြီးဗီဒီယိုရိုက်လို့ရပါတယ်လို့ပြောပြီးတော့ညီမလေးလည်းကျေးဇူးတင်ပါတယ်အားလုံးလည်းတူတူဖူးမြော်ကြည့်ရှုနိုင်တာပေါ့နော်ဆက်တော့လိုက်ပါဝင်ရှင်အတွင်းထဲမှာအကုန်လုံးမှန်စီရွှေချတယ်တန်းလေးလည်းလားဒီတော့တိမ်တော့ရှိတင်ရမှာတော့တော့နော်အဲ့လိုဆိုမင်းကလေးလည်းဖြစ်တယ်
အားလုံးပဲကျွန်တော်တို့ဖရားတွေလိုက်ပေါက်ပြီးပြီးတော့စိတ်ကြည်နူးအေးချမ်းကြလိမ့်မယ်ကုသိုလ်တရားတွေပွားများလိမ့်မယ်လို့ယုံကြည်ပါရရှင်ယခုဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အခါမှာကုသိုလ်တရားတွေပွားများရဲတုံးမဟုတ်ဘုသူတရားတွေရရှိရဲဆိုရင်ကျွန်တော်ရဲ့ဖရားတူတူရအောင်ဆွေ YouTube channel လေးကို subscribe လေးလုပ်သွားပေးပါမယ်နော်ဗီဒီယိုလေးအောက်မှာ like တွေ share တွေ comment တွေလည်းပေးလို့ရပါတယ် comment တွေရေးပေးတဲ့အခါကျတော့လည်းပို့ပြီးတော့အားရှိတာပေါ့နော်နောက်ထပ်ဖျားမှုဗီဒီယိုတွေအများကြီးမှာပြန်လည်ဆုံတွေ့ကြပါမယ်ဖျားမှုဗီဒီယိုအတူလေးတွေကြည့်ရှုအမြဲတမ်းကြည့်ရှုနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဖျားတူတူရအောင်ဆိုရင် TikTok အကောင့်မှာလည်းလာရောက်ကြည့်ရှုဖို့အတွက်ကိုဖိတ်ခေါ်ပါရနော်အားလုံးပဲကိုစိတ်နှပြဘေးရန်ကွာကျမ်းမာချမ်းသာရှိကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်